ကဲကျွန်တော်ရဲ့အပိနိတော့ကိုမကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်ပထမအပတ်ကမထင်လို့ပယ်လိုက်တဲ့ကဏ္ဍပေါ့ဗျာเนาะကျွန်တော်ကနှစ်3ညတွေပါဖြုတ်သွားတာပေါ့ကျွန်တော်မထင်လိုက်ဘူးဗျာအပူမှန်တော့သိတယ်ဒါပေမဲ့အဲ့ကဏ္ဍကိုကျွန်တော်မယူဆမိလိုက်ဘူးကျွန်တော်ဒီအတူလေးနဲ့ပဲကျွန်တော်ကြည့်ထားတာပေါ့နော်အတူလေးနဲ့ကြည့်ထားတဲ့ကဏ္ဍလုံးဝတဲ့ဗျာအဲ့ဒါကိုကံမပါတော့အဲ့ဒါဆက်မြင်ပေးမလားဆက်ပြီးရင်ကျွန်တော်မပြပေးလိုက်လို့ဆိုရင်ဒါထွက်မှပြရတယ်ဆိုတော့ဖြစ်မှကြောက်လို့ကြိုက်လို့ဆိုရင်တော့ကိုမတွေကန်ဆန်းတာပေါ့ဗျာနော်အဲ့ဒါကိုကျွန်တော်ချပြမှာဖြစ်ပါတယ်အတူလေးတွေနဲ့နော်အတူကတ်လေးတွေနဲ့ကျွန်တော်ပြန်ကျွန်တော်ပထမပေါ်လာတယ်ကျွန်တော်တွေ့တယ်ကျွန်တော်အတူလေးတွေနဲ့လည်းကျွန်တော်လိုက်ရှောက်ကြည့်တယ်ပေါ့နော်ကနန်းကွာဒီနှလုံးပေါင်းချင်းသုံးတယ်နော်ကိုမအဲ့နှလုံးပေါင်းချင်းသုံးကျွန်တော်ပထမပေါ်ကြည့်တယ်တွေ့တယ်ခွန်နဲ့နော်ဒီနှလုံးပေါင်းချင်းကခွန်နဲ့ဒီနှလုံးပေါင်းချင်းကသုံးတယ်နော်သူကဒီနှလုံးပေါင်းချင်းသုံးလို့ထည့်ပါဒီနှလုံးပေါင်းချင်းခွန်ကအဲ့မှာခွန်လို့ထည့်အခုဒီနှလုံးပေါင်းချင်းသုံးနဲ့ပြန်သုံးမလားနော်ကျွန်တော်ကိုမတွေအဲ့ဒါကျွန်တော်ကဘယ်လိုလဲဆိုတော့မထွက်ခင်လေးပေါ့ကြိုက်ရင်လည်းထိုးလို့ရအောင်လို့သူ့မူနဲ့သူ့ကဏ္ဍလေးတွေပေါ့နော်သုံးပေါ့ဟုတ်ပြီနော်ဒီမှာဆိုရင်သုံးဒီမှာဆိုရင်ခွန်ဒီမှာဆိုရင်သုံးနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ねအလဲတိုင်းအောင်လဲရိုးရိုးရှင်းရှင်းလေးပဲထည့်ပါအလဲတိုင်းလဲရိုးရိုးရှင်းရှင်းလေးပဲသူထည့်ပါဗျာအလဲတိုင်းကျွန်တော်ထည့်ပြကျွန်တော်ပထမပေါ်တော့ဗျာထောက်သွားပြီးမှလေဩငါပယ်လိုက်တဲ့ကဏ္ဍတဲထွက်သွားပါလားနော်ကိုမကြီးဒီသုံးလုံးပုံကိုရှစ်တယ်နော်ဒီသုံးလုံးပုံခွန်းတဲ့နော်ဒီသုံးလုံးပုံငါနော်မျိုးရအားလုံးမင်္ဂလာပါနော်ဒီသုံးလုံးပေါင်း8က8အလေလို့ထည့်ပါဒီသုံးလုံးပေါင်းခွန်အလေလို့ထည့်ကျွန်တော်ပထမပုံကတွေ့တယ်ကျွန်တော်ဒီအတူလေးတွေနဲ့ကျွန်တော် site တွေဆွဲထားသေးတယ်နှစ်ကြိမ်မှန်တာတော့ဟောမမှန်တော့ထင်တာဗျာလုံးဝအားရမလို့ပဲနဲ့ထွက်သွားနော်ဒီမှာခွန်ထိပ်စီခွန်ခါသုံးထိပ်စီသုံးခါနော်ဒါအခုဒီမှာငါးခါတဲ့ဒါအခုဒီမှာကြီးတွေလဲဒါကြိုက်တယ်ဆိုရင်ထိုးရအောင်လို့ပေါ့ဗျာကျွန်တော်နောက်ကျမှဟိုငါတင်ပြပေးလိုက်ရင်ပြီးရောဆိုတော့စိတ်လေးနဲ့ထွက်ပြီးမှနောင်တရရမှာဆိုလို့ပထမအကြိမ်ရလို့ပေါ့နော်ဒါဆိုလို့ထင်ကျွန်တော်တို့ငါးခါတဲ့နော်ငါးခါတယ်ဗျာနော်ကျွန်တော်ပုံမှန်ကြည့်တယ်ကဲအပိတ်ဆိုင်ကဘယ်လိုမျိုးပိတ်သွားတာလဲဆိုတော့ကျွန်တော်ပြမယ်ဗျာအပိတ်ဆိုင်ကိုသူထွက်သွားတယ်မင်းဒီနဲ့ပဲကျွန်တော်ချစ်လိုက်မယ်နော်3.6အပိတ်ဒီခွန်ပိတ်ပါတယ်ဗျာဒီကဲမှရိုးရှင်းတဲ့ကဏ္ဍကိုထွက်တာ
ခွန်နဲ့ဗျာကိုမကြီးတွေ38ခွန်ဆိုတဲ့ကဏ္ဍလေးဒီမှာ38ခွန်လို့ဒဲထွက်တာဗျာနော်တော်မှပလက်ကျွတ်စင်မှာဗျာနော်ဒီမှာ3ရ3ရခွန်ရဒီသုံးလုံးလုံးမြင်3ရတယ်ဗျာမိုက်လိုက်တာကျွန်တော်နှခမ်းနာရောက်ခါမှာအပူးထွက်မှာကိုလည်းအတိတိနေကိုကျွန်တော်မပေါက်တာဗျာခွန်3ရတယ်အဲ့မှာကျခွန်3ရလုံးဝအားရတော့မလို့ဗျာခွန်ထိတ်စီခွန်ခါ3ရအပိတ်ခွန်3ရတယ်ဗျာကဲနော်ဒါဆိုရင်ကျွန်တော်တို့ဒီအချိန်မှာထွက်လာမထွက်လာတာတော့ကိုယ်အလုပ်မဟုတ်ဘူးတွက်ပြီးတော့ထိုးထားရမှာတော့ကျွန်တော်တို့အလုပ်ထွက်တာမထွက်တာတော့သူ့အလုပ်နော်ထိုးထားရမှာကျွန်တော်တို့အလုပ်ဟုတ်ပြီလားဒါဆိုရင်ねခွန်ရယ်3ရယ်8ရယ်ဒီ3လုံးပေါင်းခြင်းက8အပိတ်လို့သူပြတယ်ဒါထွက်တာမထွက်တာမသိဘူးထိုးရမှာတော့ဒါကျွန်တော်တို့တာဝန်နော်ဒါဆိုကျွန်တော်ပုံမှန်ကြည့်တယ်ကျွန်တော်တို့ဒီ8တီအပိတ်ဖြစ်နေတယ်ဒီမှာပြတာပေါ့နော်ဒါသူဆိုင်နဲ့သူပေါ့နော်ဒါသူဆိုင်နဲ့သူကျွန်တော်တင်ပေးတာညနာလည်းကျွန်တော်တင်ထားပေးတယ်ပေါ့နော်တကွာကောင်လေးနော်ဒါဆိုရင်ကျွန်တော်တို့ဘာထိုးရမှာနော်358ဆိုတဲ့ကဏ္ဍတကွာကောင်လေးဒါကျွန်တော်ကိုမကြီးသူစပ်ပေးမလားပေါ့ဗျာနော်စပ်ပေးတယ်ဆိုလို့စိရင်တော့ယူကြပေါ့နော်ယူကြဒါတော့ချင်းချင်းတော့ထိုးပေါ့နော်38ခွန်အာဆီယံမလို့ခွန်3ညခွန်3ညအာဆီယံမလို့အခု358ကိုတဲ့358လို့ပဲဆက်ပြီးတော့ပြီးခဲ့ဦးမယ်ဆိုရင်ပေါ့အားလုံးပဲရသေးချင်ပါတယ်ဗျာနော်ဒါတကွက်ကောင်းကိုကျွန်တော်ချပေးလိုက်ပါတယ်ဗျနော်အားလုံးပဲကျွန်တော်ရဲ့အကိုအမားတွေအကြိုက်တူတွေဆိုရင်တော့ယူသုံးပါနော်ကဲဒီလောက်ပါပဲဗျာ